သူမနာမီကဆဒရာဖြစ်ပြီးချစ်ရဲ့ပူလောင်မှုတန်ကိုဖေမစီနိုင်ခံစားနေရသူဖြစ်ပါတယ်ချစ်သူနဲ့တူရှိခဲ့မှုတဲ့နေရာတွေမှာသူမကိုသူမပျောက်ဆုံးမှုကိုရှာဖွေနေပါတယ်တရက်တော့ဖခင်ဖြစ်သူကိုသရိုးသားရှာပေးဖို့ပြောလာတာကြောင့်ဖခင်မှာအံ့ဩသွားပါတယ်ဝေတိုးကျဲဘက်မှာငွေကောင်းဝန်ထမ်းဖြစ်တဲ့မူရာရီဆိုသူနဲ့မိတ်ဆက်ပေးလိုက်တဲ့အခါမူရာရီကဆဒရာကိုသဘောကျကြီးကြသွားတာကြောင့်လူကြီးတွေနေကောင်းနေမြတ်ရွေးမယ်ဆိုတဲ့အခါသူတို့နှစ်ယောက်ကိုဒီအချိန်မှာပေးရတာနေကောင်းနေမြတ်ပဲမှုမင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်တော့ဖို့ပြောလာပါတယ်တရက်တော့ဆဒရာတယောက်မူရာရီကိုချင်းဆိုခဲ့ပြီးနားလည်မှုယူနိုင်ဖို့အတွက်သူမအတေကြောင့်တချို့ပြောစရာရှိတယ်လို့ဆိုကအစာပြိုးလိုက်ပါတယ်ဆဒရာတို့ရွာသားတွေဟာလောအခများများရနိုင်ဖို့အတွက်မချီစံရွာကနေခူရတဲ့စိန်ကန်းစီကို6လစာ9ပန်းစာချုပ်နဲ့အလုပ်သွားလုပ်ကြရတာဖြစ်ပါတယ်တလားတကစိတ်ကန်းပြက်ကပ်ပြီးမြဲတရေစီမှာဖမ်းလာတဲ့များငါးတွေအက်ကပင်လယ်ထဲပြန်ထွက်ကြရပါတယ်ဒါကြောင့်ချစ်သူလင်မယားတွေဟာပင်လယ်ထဲမှာဆက်သွယ်ပြတ်တဲ့မြကန်းကဲတဲ့တရက်တာမှာဖုံပြောရင်အလွမ်းတင်ကြရတာဖြစ်ပါတယ်ရွာသူကြီးဆန်ဟာတို့9ပန်းလီစီကိုစိတ်ကဲဆောင်တွေရောက်လာခဲ့ပြီးလီဝါပါတဲ့ကုန်ပစ္စည်းတွေပေးရင်ပေးမဟုတ်ရင်ရူပီ9000ပေးရမယ်လို့ဆိုတဲ့အခါရွာသူကြီးဆန်ဟာလည်းဒီအခောက်ကနောက်ဆုံးတစ်ခေါက်ဖြစ်တာမို့သူတို့ကိုလှုပ်ပေးဖို့တောင်းဆိုနေပေမဲ့ပြောမရတဲ့စိတ်ကန်းဆောင်တွေကကုန်တွေယူဖို့လုပ်တဲ့အခါရာဂျူးရဲ့လက်ချက်နဲ့တွေ့သွားပါတယ်ရာဂျူးတယောက်အခုမှလိုင်းပြန်မိစားဖြစ်တာမို့ချစ်သူဆဒရာနဲ့ဖုံပြောရင်စိတ်ကန်းဆောင်တွေကိုလည်းဆုံးမရဲနဲ့သူ့ရဲ့အစွမ်းတတ္တိကိုပြနေပါတယ်ဒီလိုနဲ့စိတ်ကန်းကြတဲ့တရက်တာလေးမှာရာဂျူးတို့ချစ်သူနှစ်ယောက်နင်းညံ့ဖုံပြောရင်အလွမ်းပြေနေရပါတယ်တရက်ဖုံပြောဒလာခီးအတွက်နဲ့6လတာအတွင်းရာဂျူးဝေးကိုရောက်နေချိန်မှာဆဒရာကတော့သူမရမ်းကြိုက်တဲ့အသားဟင်းကိုကြက်ဥတော်မစားပဲရှောင်ခဲ့ပါတယ်တစ်ဖက်မှာဆရာတို့ရဲ့စိတ်ကန်းတတိကတော့လာစားတွေကိုအရင်မပေးပဲခြံထားတတ်တာကြောင့်ဆရာတယောက်အကြက်ရိုက်နေပါတယ်6လတာချိန်တွေကုန်ဆုံးပြီးချိန်မှာတော့3လရွာကိုပြန်နာခွင့်ရတဲ့အခါရာဂျူးနဲ့ဆဒရာတို့ချစ်သူနှစ်ယောက်ပြန်ဆုံစည်းခွင့်ရခဲ့ပြီးနေ့ရက်တွေကိုနှစ်ယောက်တူဖြတ်တန်းရင်းကုန်ဆုံးခဲ့ကြပါတယ်ဒီရက်တွေကြာမှဆဒရာကသူမအရန်ကြိုက်တဲ့အသားရင်းကိုပြန်စားတာဖြစ်ပါတယ်ရာဂျူးကရွာရဲ့တင်ကားတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ရက်ရွာကျိုးကိုလည်းဆောင်ရွက်တတ်သူမို့ရွာသူရွာသားတွေကရာဂျူးကိုလေးစားကြပါတယ်တရက်တော့ရွာသူကြီးစာစိတ်ညစ်နေတာကိုရာဂျူးရိပ်မိသွားတာကြောင့်ဘာဖြစ်တာလဲမေးကြည့်တဲ့အခါဘေးနားကမနူကူလူရွာမှာငါးပန်းအလုံးမလို့တော့ကြောင်းနဲ့တဲရီပဲတူးနေကြတာဖြစ်ပြီးလုပ်ငန်းရှင်တွေကအစိုးရကိုလက်ထိုးကတဲတူးယူခွင့်လိုင်စင်ယူထားတယ်လို့ဆိုပါတယ်ဆန်ဟာကတဲရီကိုမတူးသွင်းတဲ့နေရာမှာတူးရင်တေပါလုံးရင်မြုပ်သွားနိုင်တယ်လို့တားပေမဲ့ဘယ်လိုမှဒါလို့မရနိုင်တာကြောင့်စိတ်ညစ်နေတာလို့ရှင်းပြခဲ့ပါတယ်ဒါကြောင့်တဲတူးပေါ်တဲ့နေရာစီကိုရာဂျူးကိုယ်တိုင်ရောက်လာခဲ့ပြီးရိုက်နဲ့ဆုံးမမှရမယ့်သူကိုရိုက်နဲ့ဆုံးမကလုပ်ငန်းရှင်တွေကိုဩဝါဒချူလိုက်တဲ့စကားကရွာသူရွာသားတွေနားထဲပါရောက်သွားတာမို့စစ်တပ်ကရွာသူရွာသားတွေရှေ့မှာရာဂျူးကိုရွာသူကြီးအဖြစ်ယာရုလွှဲပေးလိုက်ပါတယ်တိုးလာပြည့်ပြီးနောက်ဆုံးတညမှာတော့ဆဒရာတယောက်ရာဂျူးရဲ့ရင်ဝင်ထဲမှာမစ်ဆက်ရင်အိပ်ပျော်သွားခဲ့ပါတယ်မနေ့ရောက်တဲ့အခါသူမတယောက်တည်းသာခုံတန်းလေးမှာကြံခဲ့ပြီးရာဂျူးကတော့ဘဝခီးကိုဆက်ဖို့အတွက်မိဖုရားတိုက်ကအလံကိုလွှင့်ထူကငါးပန်းထွက်ဖို့ဂူကြတဲ့စိတ်ကန်းကိုပြန်ရောက်လာခဲ့ပြီးဖုံးလိုက်မိချိန်ကြီးဆဒရာနဲ့ဖုံးပြောကပင်လေစီမျက်နှာမူခဲ့ပါတယ်ဒီတကားတဲ့ဆဒရာတယောက်3လတာပျော်ရွှင်ခဲ့ပြီးမို့6လတာပြန်လွှမ်းရဖို့ဖြစ်လာပါတယ်တရက်တော့အိမ်နေချင်းမှချန်ရာရဲ့ကိုငါးပန်းလီမောက်ပြီးဆုံးတဲ့တဲ့ရင်ဟာဆဒရာကိုထိတ်လန့်သွားစေပါတယ်အိမ်မဆိုးတွေမှပြီးအင်းပြောနိုင်ဖြစ်လာတာကြောင့်ဖခင်ဖြစ်သူကိုသူမတို့အမျိုးသားကတန်ငါတွေဖြစ်ပေမဲ့ဘာကြောင့်ပင်လည်းမထွက်ပဲငါးပန်းပိုက်တွေပဲလုံးနေကြလဲလို့မေးကြည့်တဲ့အခါသူလည်းတစ်ချိန်ကငါးပန်းထွက်ခဲ့တာဖြစ်ကြောင်းနဲ့ရာဂျူးရဲ့အဖေနဲ့သူတို့ဟာရွာသူကြီးဖြစ်ဖို့စံချိန်တွေရှင်ပြန်ခဲ့ပြီးတရက်တော့ပင်လယ်ထွက်ပြီးရွာစီပြေးလာတဲ့အခါဆဒရာရဲ့မိခင်ဖြစ်သူဟာနှလုံးပေါက်ကတည်ဆုံးသွားတာမို့တကြိုပြီးတော့မြေကြီးတဲ့ကိုရောက်နေခဲ့ပြီဆိုတာသိလိုက်ရပါတယ်ဇနီးရဲ့အလောင်းကိုတော့မြင်တွေ့ခင်မရခဲ့တာမို့ဆိုဗီယာတယောက်ဝမ်းနည်းမဆုံးဖြစ်ခဲ့ရပြီးဆဒရာကိုဘေးငန်အန်ဒီစောင့်ရှောက်ထားတာမို့စိတ်အေးခဲ့ရပါတယ်အဲ့ဒီချိန်ကလေးကဆိုဗီယာငါးပန်းမထွက်တော့ပဲပိုက်ကွန်ပြူလို့ရင်ဆဒရာကိုပြည်သူစောင့်ရှောက်လာခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဆဒရာစိုးရင်စိတ်တွေနဲ့အချိန်တွေကုန်လွန်ကရာဂျူးနောက်တစ်ချိန်ရွာပြန်လာချိန်မှာတော့ချန်ရာရဲ့ကိုတည်ဆုံးတဲ့ကိစ္စကိုပြောပြကငါးပန်းမထွက်တော့ဖို့ပြောပေမဲ့ရာဂျူးကတော့စိတ်မပူဖို့သာပြောခဲ့ပါတယ်ဆဒရာကစိုးရင်စိတ်တွေကြီးစိုးနေတာမို့ရာဂျူးနဲ့တွေ့ဆုံချိန်တွေမှာမပျော်ရွှင်နိုင်ဖြစ်နေပါတယ်ရာဂျူးကသူ့အနေနဲ့မြေပေါ်မှာတဲ့ပင်လယ်မှာပိုသောဝင်ကြောင်းနဲ့ငါးပန်းလာတာဆယ်စုနှစ်တခုရှိခဲ့ပြီမို့စိတ်မပူဖို့ပြောပေမဲ့ဆဒရာကတော့ငါးပန်းမထွက်ရဘူးဆိုတာပဲပြောနေပါတယ်ဒါကြောင့်ရာဂျူးလည်းဆဒရာစိတ်ကျေနပ်အောင်ငါးပန်းမထွက်တော့ဘူးလို့ဂရီပေးကပျော်ပျော်နေဖို့ပြောခဲ့ပါတယ်ဆဒရာတယောက်ပျော်ကြီးပျော်နေခဲ့ပြီးရာဂျူးကတော့မနက်9နာရီဘူတာယုံအရောက်လာဖို့ပြောတဲ့တငယ်ချင်းတွေကိုဆဒရာမသိအောင်လက်ခံလိုက်ပါတယ်ဆဒရာကတော့ချစ်သူကိုလမ်းမလို့ရတော့ဘူးဆိုတဲ့အသိစိတ်နဲ့ရာဂျူးရဲ့ရင်ဝင်ထဲမှာစိတ်ချလက်ချအိပ်ပျော်သွားပါတယ်
နောက်တနေ့မနေ့မှာတော့သူမတယောက်တည်းသာနိုးလာခဲ့ပြီးအရင်ကလိုရာဂျူရဲ့အင်ကြီးကိုသာတွေ့ရတာကြောင့်ထွက်သွားပြီဆိုတာသိသိချင်းမှာဆဒရာတယောက်ရထားဘူရာစီအပြေးလိုက်လာပါတယ်သူမကိုဂရီပေးထားရတဲ့ဘာကြောင့်ဒီလိုလုပ်တာလဲလို့ဆိုတဲ့အခါရာဂျူကခေါင်းဆောင်တယောက်ဖြစ်တာကြောင့်မသွားလို့မဖြစ်ဘူးလို့ဆိုတဲ့အခါဆဒရာကတော့ဒီတကထွက်သွားခဲ့ရင်သူမဘဝတွေကပါအပြေးထွက်သွားရမယ်လို့ဆိုလာပါတယ်လူ22ယောက်ကသူ့ကိုခေါင်းဆောင်အဖြစ်အားကိုးနေရပြီးရွာထဲမှာလည်းအယောက်80လောက်ကျန်သေးတာမို့သူတို့တွေကို12လစာထမင်းကျွေးနိုင်ဖို့သူငါးပန်းထွက်မှဖြစ်မယ်လို့ဖြောင်းရပေမဲ့ဆဒရာကတော့သူမကိုလာခေါင်းဆောင်အလုပ်လားလို့ဆိုကပြက်ပြက်သားသားပြောလာပါတယ်ရာဂျူကသူပင်လယ်ထွက်မှရမယ်လို့ဆိုလာတဲ့အခါဆဒရာတယောက်ခုံတန်းလေးမှာထိုင်ရင်စိတ်ဝန်းကျင်ပျောက်ဆုံးသူတို့ငိုင်းရသွားပါတယ်ရထားကစတင်ထွက်နေပြီဖြစ်တာကြောင့်ရာဂျူလည်းအမြဲပြုံးနဲ့နှုတ်ဆက်နေကြဆဒရာကိုတခါတော့ပြုံးပြပေးဖို့တောင်းဆိုနေပေမဲ့ဆဒရာကတော့ကြောက်ရွံ့တရုပ်လိုသာငိုင်းနေပါတယ်ရထားပေါ်တက်မှရမယ့်အခြေအနေဖြစ်တာကြောင့်ရာဂျူတယောက်ဆဒရာကိုခွင့်လို့ပေးဖို့တဖဖပြောရင်ရထားပေါ်ပါသွားခဲ့ပါတယ်အဲ့ဒီကလေးကဆဒရာဟာအမြဲလွှမ်းခဲ့ရတဲ့ဘဝကနေအသေးကျွမ်းတဲ့ဘဝကိုရောက်သွားခဲ့ပါတယ်တလားတကစိတ်ကမ်းပြခဲ့ခြင်းရာဂျူဘလောက်ပဲဖုံးနေဆက်ဆဒရာကတော့ဂယုမဆိုင်ခြင်းဖြင့်သူမရဲ့ဥပိ္ပခာတရားကိုပြသနေပါတယ်ချန်ဒရာကဖြောင်းပြပေမဲ့သူမရဲ့နာကျင်မှုတွေကိုဒီလိုနည်းနဲ့မှရာဂျူသိနိုင်မှာဖြစ်ကြောင်းနဲ့နောက်လာစိတ်ကန်းကတ်တာနဲ့သူမစီပြေးလာလိမ့်မယ်လို့ပြောခဲ့ပါတယ်တကယ်တမ်းစိတ်ကန်းကတ်တဲ့အခါရာဂျူအစမပြတ်ဖုံးခေါ်ခဲ့ပေမဲ့သူမစီရောက်မလာတာကြောင့်မျော်လင်းသမျှတဲတဲ့ရင်သွန်ဖြစ်သွားခဲ့တာစိတ်ကုန်သွားခဲ့တာဖြစ်ကြောင်းမူရာရီကိုရှင်းပြလိုက်ပါတယ်ဆဒရာဘွားမှာရာဂျူကိုထိုးပြလိုက်တဲ့အခါဖခင်တယောက်သာရှိတော့တာမို့သူမဖခင်ပြောရှင်ဖို့အတွက်သရိုးသားရှာပေးဖို့ပြောခဲ့တာဖြစ်ကြောင်းမူရာရီကိုရှင်းပြခဲ့ပါတယ်မူရာရီနဲ့လက်မရက်ခင်မှာရာဂျူကိုသူမပြောစရာစကားသုံးခုရှိသေးတယ်လို့ဆိုကရာဂျူကိုသူမသစ္စာဖောက်ခဲ့တာမဟုတ်ကြောင်းနဲ့ရာဂျူကိုသူမဘာကြောင့်မလို့ရှင်တော့တဲ့အကြောင်းရာဂျူနဲ့သူမဟာဘာမှမပတ်သက်တော့တဲ့အကြောင်းဒီစကားသုံးခုပြောဖို့လိုသေးတယ်လို့ပြောတဲ့အခါမူရာရီလည်းသူနားလေကြောင်ပြောကရာဂျူပြန်လာတဲ့အထိဆောင်ပေးမယ်လို့ဂရီပေးလိုက်ပါတယ်တပတ်မှာပင်လယ်မုန်တိုင်းမြင့်နေတဲ့ရာဂျူတို့တွေဖန်ရန်သမျှငါးတွေစရိုကန်းနဲ့ရှိဖို့ပြင်နေရပြီးလေကိုလည်းမနှဲထိန်နေရပါတယ်ဒီချိန်သူတို့လေနဲ့မလန်မကန်းမှာလေငယ်တစ်စင်းနဲ့လေကြီးဝင်တိုင်းမှုဖြစ်ကလေငယ်ပျက်စီးသွားတာကြောင့်ကြည့်မနေနိုင်တဲ့ရာဂျူလည်းကျိုးတစ်ချောင်းနဲ့ပျက်စီးသွားတဲ့လေငယ်စီအရောက်သွားကအပျက်အစီးတွေရညံ့မြင့်နေတဲ့လူတယောက်ကိုသူတို့လေပေါ်ကယ်တင်နိုင်ခဲ့ပါတယ်တိတ်မညခင်ချိန်မှာရာဂျူတို့ငါးပန်းလေတွေပါကစ္စတန်ရေတပ်ရဲ့ဝိုင်းလာခံလိုက်ရပြီးဒီတော့မှလူတယောက်ကိုကယ်ဖို့ကြိုးစားရင်သူတို့တွေပါကစ္စတန်နေနမိတ်ထဲကြော်ဝင်မိပြီဆိုတာသိလိုက်ရပါတယ်ရာဂျူတို့အားလုံးဖမ်းဆီးခံခဲ့ရပြီးပါကစ္စတန်တရားရုံးကိုခေါ်လာခံခဲ့ရကအကြမ်းဖက်သမားတွေလားငါးဖမ်းသမားတွေလားတခြားသိရတဲ့အထိထောင်မှာထိမ့်သိမ်းထားဖို့အမိန့်ချမှတ်ခံလိုက်ရပါတယ်ဒီသတင်းကရာသူရွာသားတွေစီချက်ချင်းရောက်သွားခဲ့ပြီးအားလုံးကမျက်ရည်တွေနဲ့ဖြေမစီနိုင်ဖြစ်နေပါတယ်ရာဂျူတို့ထောင်ထဲကိုရောက်တဲ့အခါပါကစ္စတန်ထောင်လူမရဲ့ပူကြတာစတင်ခံလိုက်ရပြီးတီးမခံနိုင်တဲ့ဆိုရာဂျူလက်တို့ပြန်ဖို့ကြိုးစားချိန်မှာထောင်မှုရောက်လာတာကြောင့်လူစုခွဲလိုက်ရပါတယ်တပတ်မှာမူရာတွေကဆဒရာရဲ့ဖခင်ကိုစံပွဲတော်ပြီးမှမင်္ဂလာပွဲကျင်းပဖို့သူ့ရဲ့ဂရီအတိုင်းအချိန်ဆွဲပေးထားခဲ့ပါတယ်ဒီလိုနဲ့အစိုးရတဲ့အသနာခံစာတင်ဖို့အတွက်ဖမ်းဆီးခံရတဲ့သူတွေရဲ့တက်ဆိုင်ရာအမျိုးသမီးတွေဓာတ်ပုံရိုက်ကြတဲ့အခါချန်ဒရာတင်းခေါ်နေတာကြောင့်ဆဒရာလည်းဝင်ရိုက်ခံလိုက်ပါတယ်တတိမပါလာတဲ့ဆဒရာရဲ့ပုံလေးကြောင့်ရာဂျူကတော့အပြုံးတွေဝင်နေပါတယ်စာနဲ့ပဲဆက်သွယ်ရပေမဲ့အားလုံးကဝမ်းသာပီတိဖြစ်ကြပါတယ်တရက်တော်ရာဂျူတို့ညကစားဖို့လုပ်တဲ့အခါအဖွဲတွေကကေတူဆိုတဲ့ကလေးတယောက်ပျောက်နေတာမို့အားလုံးဝမ်းချလိုက်ချိန်အုံးနေရံပြီးမှသွေးရင်းနဲ့မြမျောနေတဲ့ကေတူကိုတွေ့လိုက်ရပါတယ်။ရာဂျူလည်းဆရာဝန်စီအမြန်ခေါ်သွားခိုင်းကနေရာမှာတင်နိုရာကိုတွေ့ရတာကြောင့်ပါကစ္စတန်ထောင်လူမရဲ့လက်ချက်ဆိုတာခံမှန်းမိလိုက်ပါတယ်။တိတ်မကြခင်ထောင်လူမရဲ့နေရာကိုရောက်လာခဲ့ပြီးတန်ရှင်းလှုပ်လိုက်တာလို့ဆိုတဲ့အခါရာဂျူပြန်တိုက်ခိုက်ဖို့လုပ်ချိန်မှာဒါခေါ်နေတယ်ဆိုတာကြောင့်ဒေါသကိုထိန်းချုပ်လိုက်ပါတယ်။တပတ်မှာရွာကအမျိုးသမီးတွေဟာဝင်ဝင်မရှိပဲရက်တည်နေရတာမို့ဆိုင်တွေကလည်းအကျွေးမပေးတော့တာကြောင့်တပြေးပြေးခက်ခဲလာပါတယ်။ဒါကြောင့်ဆဒရာဟာလားစာတွေဖျက်ခံရတဲ့အကြောင်းရာဂျူသူမကိုပြောပြခဲ့ဘူးတာမို့မူရာရီကိုအကူအညီတောင်းကဂူဂျာရက်ကိုထွက်လာပါတယ်။အဲ့တော့ရာဂျူတို့တရေစီတွားတွေးခဲ့ပြီးသူမတို့အမျိုးသားတွေရဲ့လက်ကျန်လားစာရာဂျူရာလို့ဆိုတဲ့အခါတရေကတော့လားစာတွေသိမ်းတာမှန်ပေမဲ့ပြန်မပေးနိုင်ဘူးလို့သာအပြတ်ပြောလာပါတယ်။ဒါကြောင့်ဆဒရာလည်းစိတ်ကမ်းမှာမလို့မရှက်ထိုင်ရင်တိုက်ပွဲကိုစားတင်လိုက်ပါတယ်။အစာပိုင်းတော့ဘယ်သူမှဂယုမဆိုင်ပေမဲ့ရန်နှင်းငယ်ကြတဲ့အခါလူကြီးပိုင်းတွေကတယောက်ဆဒရာစီရောက်လာခဲ့ပြီးအခုလိုလုံးနေလဲဘာမှမထူတာမို့ရွာကိုပဲပြန်ဖို့ပြောလာပါတယ်ဆဒရာကသူမတို့ပိုက်ကုန်တွေရေထဲရောက်မှဒီလုပ်ငန်းရှင်တွေပတ်စံရတာဖြစ်ကြောင်းနဲ့သူမတို့တွေငွေလိုပတ်စံတောင်းချိန်မှာတော့ရိုင်းမြဲစွာဆက်ဆံခံရတယ်လို့ဆိုပါတယ်အသိဝင်သွားတဲ့လူကြီးလည်းတန်ခါးတွေအားလုံးကိုခေါ်ကဆဒရာနဲ့အတူဆန္ဒပြခဲ့ကြပြီးတဖြည်းဖြည်းစိတ်ကန်းကလှေမှန်သမျှရန်နာကဆဒရာနဲ့အတူဆန္ဒပြနေတာကြောင့်လုပ်ငန်းရှင်တွေလည်းမနေတာတော့ပဲဆဒရာကိုတင်ထားသမျှလာစာအကုန်ပေးလိုက်ရပါတယ်ရွာကအမျိုးသမီးတွေလည်းဆဒရာရဲ့ကြေးသူကြောင့်လက်ထဲငွေနှင်းငယ်ရောက်လာပါတယ်ဒီ
ဒီလိုနဲ့လာနေငယ်ကြာချိန်မှာတော့ငါးပန်းသမားတွေလူယူဆတာကြောင့်ရာဂျူးတို့ကိုနေရပြန်ဖို့တရင်ရရှိတာကြောင့်ဆဒရာတို့တွေပြောခဲ့ရပြီးရာဂျူးတို့လည်းဝမ်းသာနေကြပါတယ်ဒီချိန်မှာပဲမူရာရီတို့လူကြီးတွေဟာမင်္ဂလာပွဲအတွက်ရက်တမန်လိုက်ပြီးဖြစ်ပါတယ်ဒီသတင်းကိုဆာတို့သိပေမဲ့ရာဂျူးတဲ့ခွဲမှာဆိုတော့ကြောင့်လှည့်ဝက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ပြန်လို့ပေးဖို့ရက်ကိုရောက်တဲ့အခါတရားရုံးကအပြစ်မရှိကြောင်းထင်ရှားတာမို့ရာဂျူးတို့ကိုလုံးမိန်ချလိုက်တာကြောင့်အားလုံးအပျော်တွေနဲ့ကကုန်နေကြချိန်ဂျာပြက်ဝင်လာတဲ့သတင်းတပုတ်ကြောင့်တရားရုံးကလုံးမိန်ကိုပြန်ရုပ်သိမ်းကရာဂျူးတို့ကိုပြန်လည်ထိန်းသိမ်းစေခဲ့ပါတယ်အကြောင်းကပါကစ္စတန်နဲ့သဘောတူညီထားတဲ့ပုံမှန်390ကိုဖျက်သိမ်းကကက်ရှမီးယားဒေသကိုအိန္ဒိယရဲ့အစိပ်ပိုင်းဖြစ်ကြောင်းကြေညာခဲ့တာကြောင့်ရာဂျူးတို့ကြားနိုင်ငံရေးကဝင်ချုပ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ရာဂျူးတို့ကိုပြန်လည်ထိန်းသိမ်းဖို့အတွက်အကျဉ်းထောင်ကိုခေါ်လာခဲ့စဉ်လမ်းမပေါ်မှာပါကစ္စတန်ပြည်သူတွေတောင်းကျမ်းနေကြပြီးအချုပ်ကားတွေကရာဂျူးတို့ကိုအိန္ဒိယတွေမှတိသွားတာကြောင့်အပြည့်ဝရှင်းကြဖို့သွေးဆူနေကြချိန်ရဲတွေလည်းလူအုပ်ကိုထိမ့်မနိုင်ဖြစ်နေပါတယ်ဒါကြောင့်ရာဂျူးတို့တွေကိုအားကိုကပါကစ္စတန်လူအုပ်ကိုတွန်းလှန်တိုက်ခိုက်ရင်းနဲ့ထွက်ပြေးခဲ့ကြပါတယ်ညဘက်ရောက်တဲ့အခါထောင်မှုကအိန္ဒိယသားတွေပြည်သူလက်ချက်နဲ့တည်ရင်မတည်ရင်ထွက်ပြေးသွားတော့ပြီလို့ပြောနေချိန်မှာရာဂျူးတို့တွေထောင်မဝကိုပြန်ရောက်လာပါတယ်ထောင်မှုကမင်းတို့ထွက်ပြေးသွားပြီထင်နေတာလို့ပြောတဲ့အခါသူတို့မှထွက်ပြေးဖို့အတွက်ဘာပြင်းမှမလုပ်ထားကြောင်းနဲ့လမ်းပြောင်းနေလို့ပြန်ရောက်လာတာလို့ဆိုပါတယ်ဒါကြောင့်ဆဒရာတယောက်အစိုးရရာရှိတွေတန်းဖုံးဆက်အကူအညီတောင်းကြည့်တဲ့အခါဝန်ကြီးရဲ့ညီမဖြစ်သူဘန်ဆူရီကသာကယ်ရီနိုင်လိမ့်မယ်လို့ဆိုတာကြောင့်ဆဒရာတယောက်ဒေလီကိုရောက်လာခဲ့ပြီးအထက်လူကြီးနဲ့တွေ့ခွင့်ရဖို့ကြိုးစားပေမဲ့အရေးဆိုင်ခြင်းတော့မခံရဖြစ်နေပါတယ်ပါကစ္စတန်ထောင်လူမိုက်ကတော့နိုင်ငံရေးကြောင့်အိန္ဒိယသားတွေကိုပုံမဲလာခဲ့ပြီးအိန္ဒိယနိုင်ငံမြေပုံကိုရှူးနဲ့ပန်းပြမယ်လို့ပြောလာပါတယ်ကေတူတယောက်အိန္ဒိယလန်ကိုလွှင့်ကအလေးပြုခဲ့တာကြောင့်အနာပေါ်ထုတ်ကျသွားတဲ့ထောင်လူမိုက်တွေကေတူကိုရိုက်ဖို့လုပ်ချိန်မှာတော့ရာဂျူးပါဝင်လာခဲ့ပြီးရံမွဲဖြစ်ဖို့အစားပြုလာပါတယ်အများနဲ့တယောက်ရှင်ဖိုက်တဲ့ရံမွဲကတဖြည်းဖြည်းထိန်လို့မရဖြစ်လာတာကြောင့်ရဲရင်အားသုံးပြုပြီးရာဂျူးကိုဝိုင်းရိုက်ကထိန်းသိမ်းတော့မှရံမွဲလည်းရက်စဲခဲ့ပြီးထောင်လူမကြီးလည်းမှောက်သွားခဲ့ပါတယ်။ဒီဘက်မှာဆဒရာတို့တွေဘန်ဆူရီနဲ့တွေ့ဖို့နေတိုင်းလာခဲ့ပေမဲ့အချင်းကြီးသာဖြစ်နေပါတယ်။မင်္ဂလာဆောင်ဖို့3ရက်တာလူတော်ကြောင့်သိရတဲ့အခါဆဒရာတယောက်နောက်တစ်နေ့မနက်ခင်းမှာတော့မင်္ဂလာဝတ်စုံအပြည့်စုံနဲ့ဘန်ဆူရီအိမ်ရှိသွားခဲ့တာကြောင့်ကားပေါ်ကနေသတိထားမိကဆဒရာလည်းအိမ်ထဲဝင်ခွင့်ရခဲ့ပါတယ်။ပါကစ္စတန်ဘက်ရောက်နေတဲ့သူမတို့မျိုးသားတွေလွန်မိန်ချခဲ့ပေမဲ့ပိတ်စားခံရတာကြောင့်သူမတို့ကိုကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။ဘန်ဆူရီလည်းချင်းနေမှန်ကိုသိရပြီမို့အမြန်ဆုံးပြန်လို့ကူညီပေးမယ်လို့ကတိပေးခဲ့ပါတယ်။အစိုးရဘက်ကလှုပ်ရှားလိုက်တဲ့အခါတိတ်မကြခင်ချိန်မှာရာဂျူးတွေအားလုံးပြန်လို့ဖို့ဖြစ်လာခဲ့ပြီးနာမည်စင်းကိုကတယောက်ချင်းလှုပ်ပေးနေချိန်မှာတော့အစာပိုင်းအစဉ်ပြေပြေဖြစ်နေပေမဲ့နောက်ဆုံးတယောက်လက်ချမန်းရဲ့နာကြီးမပါပဲစရင်ပိတ်သွားတာကြောင့်အခြေအနေကရှုပ်ထွေးသွားပြန်ပါတယ်။လက်ချမန်းကသူ့နာညီမခေါ်ရအောင်ပြောတဲ့အခါစရင်ကုန်သွားပြီလို့ဆိုကတန်စီချိုးပြန်ပေးလိုက်တာကြောင့်လက်ချမန်းအပြင်ကိုပြေးထွက်ဖို့ကြိုးစားလိုက်တဲ့အခါစစ်သားတွေရဲ့တနက်ထောက်ချိန်တာခံလိုက်ရပါတယ်။ထောင်ကုန်တဲ့စစ်ဘက်ရာရှိတွေကိုတခြားမြင့်ကြည့်တဲ့အခါအိန္ဒိယတန်ယုံကအထောက်အထားတွေကိုတခြားကြည့်ပြီးသွားပြီဖြစ်ကြောင်းနဲ့လက်ချမန်းရဲ့နာမည်တစ်ခုသာမပါတာကြောင့်အချက်လက်မပါတဲ့သူကိုလှုပ်ခွင့်မရှိဘူးလို့ဆိုတာပါတယ်။ဒီတော့မှလက်ချမန်းလည်းဒါတွေကသူမားတွေသာဖြစ်ကြောင်းနဲ့အဖွားကနိုင်ငံသားကဲလို့ဖို့ခဏတိုင်းပြောပေမဲ့သူနားမထောင်ခဲ့ဘူးလို့နောင်နာရစွာပြောလာပါတယ်။ရာဂျူးတို့လည်းလက်ချမန်းကသူတို့နဲ့အတူဖမ်းခံရတာမို့တယောက်တည်းမထားခဲ့နိုင်ဘူးလို့ဆိုတဲ့အခါတပတ်ဆက်ရဲနေရင်လက်ချမန်းကိုလှုပ်ပေးမှဖြစ်ကြောင်းနဲ့အခုအားလုံးပြန်နေကြဖို့ထောင်မှုကနားချနေပါတယ်။ရာဂျူးလည်းအဲ့ဒီအချိန်ထိစောင့်မယ်လို့ဆိုကနေရာမှာထိုင်ချလိုက်ပါတယ်။ဆာကသူတို့တွေပြန်လင်းရအောင်လို့ဆိုကရာဂျူးကိုနားချဖို့ကြိုးစားပေမဲ့ပြောမရဖြစ်နေတာမို့အခုမသွားရင်မနေ့ပြန်ဆဒရာလက်ထက်ပွဲကျင်းပတော့မယ်လို့ပြောလိုက်တဲ့အခါရာဂျူးကတော့ဆာအပူတွေပြောနေတယ်လို့သာထင်နေပါတယ်။ဒါကြောင့်ဆာဟာလည်းဆဒရာရဲ့လက်ထက်ဖိတ်စာကိုရာဂျူးကိုပြလိုက်ပါတယ်။ထင်မှတ်မထားတဲ့သတင်းကိုကြားလိုက်ရတာကြောင့်ရာဂျူးတယောက်အတော်လေးနာကျင်သွားခဲ့ပြီးကုကုကိုထိန်းချုပ်ကလက်ချမန်းစီအမြန်သွားလိုက်ပါတယ်။အဲ့နောက်အခြေတွေအိမ်တော်ရေးတွေကဆေးရုံးစရာကောင်းတာမို့သူနေခဲ့မယ်လို့ဆိုကဆာတို့ကိုပြန်နေဖို့ပြောခဲ့ပါတယ်။ရွာသားတွေကလည်းရာဂျူးမပိုင်ရင်ဘယ်မှမသွားဘူးလို့ဆိုကနေရာမှာထိုင်ကြလိုက်ကြပါတယ်။လှုပ်ပေးချိန်ကည7:00 နာရီအထိပဲကျုံးဝင်တာမို့အခြေအနေကပုံရှုပ်ထွေးလာခဲ့ပြီးထောင်မိုးကတခြားနည်းလမ်းရှိသေးလားလို့စစ်ဘက်ကိုမေးကြည့်တဲ့အခါအိန္ဒိယနိုင်ငံသားဖြစ်ကြောင်းအထောက်အထားမပြနိုင်ရင်လှုပ်ပေးမှာမဟုတ်ကြောင်းပြောလာပါတယ်။ဒါကြောင့်ထောင်မိုးလည်းအိန္ဒိယတန်ယုံဘက်ကသာတာဝန်ကျေဖို့လိုကြောင်းပြောတာကြောင့်တန်ယုံတာဝန်ရှိသူတွေလည်းအိန္ဒိယဆိုရဘက်ဆက်တွေကအစစ်စစ်အသိပေးလိုက်ချိန်မှာတော့လက်ချမန်းကိုအိန္ဒိယနိုင်ငံသားဖြစ်ကြောင်းထောက်ခံစာရောက်လာပါတယ်။အားလုံးလူပြီးဆိုမှလူပေးဖို့ချိန်ကစနေကြော်သွားပြီလို့ဆိုပြန်တာကြောင့်လက်မှန်ကြာသွားပါတယ်။ထောင်မိုးကတရားဝင်လူပေးချိန်က7:55 မိနစ်ဖြစ်တာကြောင့်ဒီနိုင်ငံမှာစနေမထိုးသေးဘူးလို့ဆိုကခေတ္တကအမြန်ဖွင့်ပေးလိုက်ဖို့ပြောကရာဂျူးတို့ကိုလှုပ်ပေးခဲ့ပါတယ်။
နောက်ဆုံးမှာတော့မူလာဒီကဆဒရာရဲ့ရာဂျူးပေါ်ထားတဲ့ချစ်ကိုလေးစားတာကြောင့်လက်ထပ်ဖို့ညှင်းဆိုခဲ့ပြီးသူ့ကိုကျေးဇူးပြန်ဆက်ခြင်းကုန်ကြစရိတ်ကိုသာနည်းနည်းချင်းစီပြန်ဆက်ဖို့ပြောခဲ့ပါတယ်ဆဒရာတယောက်အပျော်ကြီးပျော်သွားခဲ့ပြီးရာဂျူးစီကိုအမြန်သွားကချစ်သူနှစ်ဦးညင်သာစွာပြည့်ဖက်ရင်းနဲ့ဇက်ကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ကျွန်တော်တို့နောက်ထပ်ဇာတ်ကားကောင်းတွေမှာပြန်ဆောင်ကြပါမယ်ဗျ